မင်္ဂလာပါရှင်ဆိုင်းခွန်အောင်ရှမ်းမြေကုမ္ပဏီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ညီမအခုရောက်ရှိတဲ့နေရာလေးကတော့ပင်လုံလမ်းမင်းတေရက်ကွက်မှာတည်ရှိတဲ့လုံရှင်းရဲ့အတလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပေရချေ40ပေပေ60ပုံမှာတည်ဆောက်ထားပြီးတော့ပိုင်ဆိုင်မှုကလည်းဂရန်မျိုးပါဖြစ်ပါတယ်ရှင် โอเคဒါဆိုကျွန်တော်တို့ရှန်တက်ကိုတွားကြည့်လိုက်အောင်ခင်ဗျာဒီအိမ်မှာကျွန်တော်တို့ဂျိုးဖြူရင်နဲ့အဝေးစီးရင်မျိုးလည်းပါရှိပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ Impera System တွေ 25kV မီးစက်တွေလည်းထည့်သွင်းပေးထားပါတယ်ကားပါကင်ကလည်းကျွန်တော်ကားနှစ်စီးစာကောင်းကောင်းရက်လို့ရပါတယ်ခင်ဗျာโอเคအိမ်အတွင်းပိုင်းပြင်ဆင်မှုလေးကိုကျွန်တော်တို့ဒီလိုက်ပါခန်းစားကြည့်ပါဦးခင်ဗျာဒီအိမ်ကြီးရဲ့ ceiling height ကတော့12 ပေရှိပါတယ်ခင်ဗျာကျွန်တော်ဒီဘက်မှာဆိုရင်တော့ living room area လေးထားရှိထားပါတယ်ဒီအိမ်ကြီးရဲ့ကြမ်းခင်းတွေကိုတော့ကျွန်တော် TNG တွေကိုသွင်းပြထားပြီးတော့ master bedroom အခန်းတိုင်းမှာလည်းကျွန်တော်ကျွန်းပါကြီးတွေကိုသွင်းပြထားပါတယ်ခင်ဗျာဒီအခန်းလေးကတော့ကျွန်တော် ground floor မှာရှိတဲ့ master bedroom အခန်းလေးပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင်လည်းကျွန်တော် common toilet လေးထားချိပေးရပါတယ်ဒီမှာဆိုရင် dining area လေးရှိပါမယ်ကျွန်တော်တို့နောက်ကိုဆက်သွားမယ်ဆိုရင်လည်း kitchen အကျယ်ကြီးကိုတွေ့ရှိရမှာဖြစ်ပါတယ်ဒီအိမ်မှာဆိုရင်ကျွန်တော်မီးဖိုချောင်အတွက် space နေရာတော်တော်ကျယ်လေးရှိပြီး cabinet တွေ gas pipe တွေကအစတေချာလေးထည့်သွင်းပေးထားပါတယ်ဗျကျွန်တော်တို့ဒီဘက် bedroom ထဲမှာဆိုရင်လည်းဒီ shopping area အစထည့်သွင်းပေးထားပါတယ်ခင်ဗျာနောက်ဘေးမှာဆိုရင်လည်း3ပေလောက်ကျယ်တဲ့မီတာလမ်းလေးပါရှိပါတယ်ဗျကဲကျမနဲ့တူတူအပေါ်ထက်လေးကိုပြစ်တင်လိုက်ကြရအောင်ရှင်ကဲရောက်ပါပြီရှင်ဒီဘက်မှာဆိုရင်တော့ဖျားခန်းလေးရှိပါတယ်ရှင်ဖျားခန်းရဲ့ဒီဘက်ခြမ်းလေးမှာဆိုရင်လည်းဝရန်တာလေးတစ်ခုရှိပါတယ်ရှင်ဒီထက်လေးမှာဆိုရင်တော့စုစုပေါင်း master bedroom 3ခန်းပါရှိပါတယ်ရှင်ဒီဟာလေးကတော့ပထမဆုံး master bedroom လေးဖြစ်ပါတယ်ရှင်ကဲတိမ်လုံးမှာဆိုရင်လေအေးကုန်းစေလုံးတက်ဆင်ထားတဲ့အပြင် CCTV 9လုံးပါရှိပါတယ်နော် DNG ရဲ့ master bedroom အခန်းတွေမှာဆိုရင်လေဘိုးထိုင်ဘတ်တက်ရေချိုးခန်းပြင်ဆင်တို့ကိုလေဂျိုရီယာ brand တွေကိုပဲအဓိကထားပြီးအသုံးပြုထားတာတွေ့ရှိရပါတယ်ရှင်ဆက်လက်ပြီးတော့ဒီအထက်ရဲ့ဒုတိယမြောက် master bedroom လေးကိုလည်းကြည့်ကြရအောင်ရှင်ဒီမှာဆိုရင်လေမြင်တွေ့ရတဲ့အတိုင်းပဲရှာဝါတွေကအစား quality ကောင်းကောင်းလေးကိုပဲအသုံးပြုထားတွေ့ရှိရပါတယ်ရှင်။ကဲဒီအခန်းလေးကတော့ဒီအထက်ရဲ့အခြေဆုံး master bedroom လေးဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်တော့ပဒင်းပေါက်တွေရပြီအစားအလင်းရောင်ကောင်းကောင်းလေးရအောင်လို့တေချာလေးပြင်ဆင်ပေးထားပါတယ်ရှင်။ဟုတ်ကဲ့ဆက်လက်ပြီးတော့ကျွန်တော်အပေါ်ဆုံးထပ်ကိုလိုက်ပြပေးပါမယ်ခင်ဗျ။လှေကားလက်တန်းတွေကအစားလှပခန့်တယ်ပြီးတော့ height ကိုလည်းမြင့်မြင့်တိဆောက်ထားတွေ့ရပါတယ်။အထက်တိုင်းမှာ main တစ်ခုချင်းစီထားရှိပြီးတော့မီလိုင်းအတွက်လုံးဝစိတ်ချရတယ်။ဒါကတော့ဒီအထက်မှာရှိတဲ့ရေချိုးခန်းအိမ်တော်ပဲဖြစ်ပါတယ်။သူ့ရဲ့ဘေးမှာဆိုရင်တော့ဒါဂျင်ရုံးဖြစ်အသုံးပြုလို့ရတဲ့အခန်းပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဂျင်ဆော့ရဲ့ကြည့်ဖို့အတွက်မှန်တက်လို့ရမယ်ဒီခန်းကို steady room ဖြစ်လည်းသုံးလို့ရပါတယ်အခုကျွန်တော်ဝင်လာတဲ့ခန်းကတော့ပေါ်ဆုံးထည့်ရတစ်ခုတည်းတော့ master bedroom ပဲဖြစ်ပါတယ်ဒီ master bedroom မှာဆိုရင်လည်းအောက်ထပ်ကလိုပဲရှာဝါနဲ့ပူတိုင်းအားလုံးကို Yoria brand တွေဝယ်သုံးပြုထားတွေ့ရပါတယ်ဒီအပေါ်ဆုံးထပ်မှာဆိုရင်တော့ Vedana အကျယ်ကြီးတစ်ခုပါဝင်ပါတယ်ဒီမှာဆိုရင်တော့တင်နာပါတီလုပ်လို့ရမယ့်နေရာတွေတကယ်ချင်းမိတ်ဆွေမိသားစုတွေနဲ့ AC အနားယူရမယ့် space အလုံးလုံးလောက်ရှိတဲ့ Vedana ကျယ်ပဲဖြစ်ပါတယ်ဒီဘက်မှာတော့ Rooslet ကိုတက်လို့ရမယ့်ကြောင်လေးတွေကရှိပါတယ်ကြောင်လေးတွေကလည်းလုံးဝတောင်းတောင်းတင်းတင်းရှိပြီးတော့ဂျမ်းနေရမျိုးမရှိပါဘူး Rooslet မှာဆိုရင်လည်းလုံးဝနေပူတန်ကိုခံနိုင်တဲ့ကြောက်ပြားတွေကိုအသုံးပြုထားတွေ့ရပါတယ်ဒီ Rooslet မှာဆိုရင်တော့ချိုးရည်3ရည်အတွက်တန်းစင်ဆက်တဲ့ပါဝင်မယ် water heater pressure pan တွေထားထားတယ်ပြီးတော့ဒီမှာ400 gallon overhead နှလုံးပါဝင်မှာပဲဖြစ်ပါတယ်ဒီနေ့မိတ်ဆက်သွားတဲ့အိမ်လေးကတော့မြောက်တကုံပင်လုံလမ်းမကြီးနဲ့အဝင်ထွက်နီးစံပြရွက်တစ်ခုမှရှိတဲ့6လက်မအုပ်ရွက်နဲ့တေချာ structure ကောင်းကောင်းဆောက်လုပ်ထားတဲ့ 3RC rooflet တိုက်အစ်စ်လေးပဲဖြစ်ပါတယ်အခုလိုရောက်ွက်တန့်ပြီးအချက်ချကြတဲ့နေရာမှာတည်ရှိတဲ့3ထပ်တိုက် RC လေးကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော် Sign Corner Company ရဲ့ hotline phone number တွေကိုခုပဲဆက်သွယ်လိုက်ပါခင်ဗျာ